大家好，阿罗们明格拉巴，老师要到 David 前去吧嘞。那呢，老师点没嘛了，点那没不读嘞，然后等于说了，你叫什么名字？打点个啥困难去吧嘞？都是个跟个那些对打的，然后把啥那不对位置对打的，然后啥欧的，而且亚的了，老师点没比，aku那个困难，点个啥困难哈，老师点没嘛去吧嘞。အဲ့တော့ပထမအဦးဆုံးကြိုတင်မှတ်သားရမယ်ဝါဟာရများဆိုပြီးတော့ဇေယျကွက်ထဲမှာဝါဟာရမီနီ12လုံးရှိတယ်အဲ့တော့ပထမအဦးဆုံးဒီမီနီ12လုံးကိုအရင်ရအောင်ကျွန်တော်တို့မှတ်သားရမှာဖြစ်ပါတယ်အဲ့တော့စာလိုက်ရအောင်နံပါတ်1名字ဆိုတာတော့နာမည်နံပါတ်2叫ဆိုတာတော့ခေါ်သည်နံပါတ်3姓ဆိုတာတော့မျိုးရိုးနာမည်什么ဆိုတာတော့ဘာလဲနော်နံပါတ်5贵姓နော်မျိုးရိုးနာမည်ဘာလဲ你的贵姓是什么你ရဲ့မျိုးနာမည်ကဘာလဲနော်နံပါတ်6လီဆိုတာမျိုးရိုးနာမည်ထဲမှာတစ်ခုနံပါတ်9ဝမ်ဆိုတာကလည်းမျိုးရိုးနာမည်ထဲမှာတစ်ခုဖြစ်ပါတယ်ဥပမာကျွန်တော်တို့လီဝမ်မိပေါ့နော်တရုတ်မှာမျိုးရိုးနာမည်တွေရှိတယ်သူတို့ဥပမာလီ小龙နော်လီ自营ဟာလာသူတို့ဒီအရှိမလီတို့မိတို့ဝမ်တို့ထက်တာသူတို့ရဲ့မျိုးရိုးနာမည်တွေဖြစ်ပါတာနော်အဲ့တော့နံပါတ်8老师ဆိုတာကတော့ဆရာမဖြစ်ပါတယ်နံပါတ်9学生ဆိုတာတော့ကျောင်းသားကျောင်းသူနံပါတ်10是ဟုတ်တယ်နံပါတ်7不是မဟုတ်ဘူးနံပါတ်12请ကျေးဇူးပြုပြီး win မေးဒီနော်အဲ့တော့ဒီဇေယျကွက်တွေကဝါဟာရ12လုံးရပြီဆိုလို့ရှိရင်အောက်မှာဝါကြဖွဲ့နော်၄ချောင်းပါပါတယ်အဲ့တော့အဲ့၄ချောင်းကိုကျွန်တော်ကြည့်လိုက်ရအောင်နံပါတ်9 A စကားပြောပါနော်请问你叫什么名字或你贵姓请问你叫什么名字或你贵姓နော်请问ကျေးဇူးပြုပြီး你叫什么名字တဲ့နာမည်ဘယ်လိုခေါ်တယ်လဲနော်ဟောဆိုတာတော့မဟုတ်နော်你贵姓ခင်ဗျားရဲ့မျိုးနာမည်ပါလဲ请问你叫什么名字你贵姓နော်ကျေးဇူးပြုပြီးမေးပြရစီခင်ဗျားနာမည်ဘယ်လိုခေါ်တယ်လဲခင်ဗျားမျိုးနာမည်ကပါလဲနော်အဲ့တော့နံပါတ်18 B 我的名字叫王钱你的名字叫什么နော်我的名字叫王钱ကျွန်တော်နာမည်ကတော့王钱လို့ခေါ်ပါတယ်你的名字叫什么ခင်ဗျားနာမည်ကဘယ်လိုခေါ်တယ်လဲနော်နံပါတ်19 A 我的名字叫李小楼你是老师吗နော်我的名字叫李小楼ကျွန်တော်ရဲ့နာမည်ကတော့李小楼လို့ခေါ်ပါတယ်你是老师吗ခင်ဗျားကကျောင်းဆရာလားနော်အဲ့တော့နံပါတ်20 B 不是我不是老师我是一个学生နော်不是မဟုတ်ဘူး我不是老师ကျွန်တော်ကဆရာမဟုတ်ဘူး我是一个学生ကျွန်တော်ကကျောင်းသားတယောက်ဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒီနေ့တင်သွားတာကတော့တင်းနာမည်ဘယ်သူလဲ你叫什么名字နော်အဲ့တော့ဒီဇာတ်ကွက်ထားဟာကိုရအောင်တေချာမှတ်ထားပါပြီးလို့ရှိရင်အောက်မှာဝါချဖွဲ့ထားတဲ့ဥပမာလေး၄ချောင်းပါတယ်အဲ့လိုပုံစံလေးနဲ့ကိုဟာကိုဝါချဖွဲ့ကြည့်ပါလို့နော်ကျေးဇူးတင်ပါတယ်